အာယုကျော်လက်ဖက်ချောက်လေးကိုတလားစာဆမ်းမှာတောက်တဲ့ဦးလေးကအခုတလားစာမကုန်ခင်ဖုံးထက်ဆက်လာတယ်ပေါ့နော်သမီးရေတဲ့ဒီလက်ဖက်ချောက်လေးမကုန်ခင်နောက်ထပ်ထပ်မှာမယ်နော်တဲ့ဘာလို့လဲဆိုတော့ဦးနဲ့အဆင်ပြေတယ်တဲ့ဒီလက်ဖက်ချောက်လေးကိုသူကဘာအတွက်ကြောင့်တောက်တာလဲဆိုတော့သူကအကျော်တွေတက်တယ်ညာဘက်ဆိုတော့ခခအိတ်မပျော်တဲ့သူတယောက်ဖြစ်တယ်အဲ့အတွက်ကြောင့်မလို့သူကဗီဒီယိုလေးကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာသူတလားစာတော့ဆန်းတောက်ကြည့်ပဲဆိုပြီးတော့မှားသားလိုက်တဲ့အခါမှာတလားစာမကုန်ခင်သူနေရတာပေါ်ပါလန်းဆန်းတယ်အကျော်တက်တာရေးတက်တာလေညာဘက်တွေဆိုလည်းခခအိတ်ပျော်တယ်ဆိုတဲ့စကားတန်ကြားရတယ်ပေါ့နော်အဲ့တော့လေဒီအာယုံကျော်လက်ပတ်ချောက်တွေကတဘာဝအစိမ်းရောင်အရွက်တွေနဲ့ပဲလှုပ်ထားတာဖြစ်ပြီးတော့သူ့ရဲ့အကျိုးအာနိသင်ကတကယ်ကိုမှထိရောက်တယ်ဒါကြောင့်မို့လို့အာယုံကျော်အားနေတဲ့သူတွေဆိုအမြဲပုံမှန်မှာတောက်ကြတာပေါ့နော်အဲ့တော့တဘာဝအစိမ်းရောင်အရွက်တွေနဲ့ပဲလှုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေရှည်ဆွဲတောက်သွားလေစိုးကျိုးမရှိပါဘူးရှင်ကိုကအိတ်မပျော်ဘူးညာဘက်တွေဆိုရှင်အိတ်ရခက်တယ်တတိတာပါလဲလန်းဆန်းမှုမရှိဘူးအာယုံကျော်အားနေတဲ့သူတရားဖြစ်တယ်ဆိုလို့ရှိရင်တော့ယူနီလက်ပတ်ချောက်လေးကိုတောက်ကြည့်ပါလို့ပြောချင်ပါတယ်တဘာဝအစိမ်းရောင်ရွက်တွေနဲ့ရင်နွေးချမ်းတောက်ရတယ်လို့ပဲတောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တောက်ရတာလည်းတကယ်ကိုမှလွယ်ကူပါတယ်ရှင်အကျိုးအာလေးတွေကတော့တကယ်ကိုမှကောင်းနေပေါ့နော်ဘာလို့လဲဆိုတော့ဆေးမြင့်ခွာပါတယ်လက်ဖက်စိမ်းပါတယ်ပူစီနဲ့ရှောက်ရက်စပယ်လင်ပဲချုံနဲ့ဆိုတဲ့တဘာဝအစိမ်းရောင်ရွက်တွေနဲ့ပဲလှုပ်ထားတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလူမျိုးမဆိုတောက်လို့ရတယ်တနေ့တာမှလမ်းဆက်ပေါ်ပါပြီးတော့ကြောတက်တာကြီးတက်တာစေတယ်ပေါ့နော်အဓိကတော့ညဘက်ကခအိပ်ပျော်စေတာပေါ့နော်တော်တော်များများသေးစီကနေပြီးတော့မှာတောက်ကြတဲ့သူတွေရလဲဒီညဘက်အိပ်မပျော်တဲ့သူတွေများတယ်ညဘက်တွေအကျော်တက်ပြီးအိပ်မပျော်ဘူးအိပ်ရတာအေးမွားသူမျိုးခံစားရတယ်ဆိုတဲ့သူတွေများတယ်ပေါ့နော်ဒါပေမဲ့ဒီလက်ပတ်လျှောက်လေးကိုတလားစာမကုန်ခင်နေ့ချက်ချက်ပြန်ပြီးအိပ်ပျော်လာတယ်အကျော်တက်တာကြီးတက်တာတယ်နေရတာပေါ်ပါလန်းဆန်းစီတယ်ပေါ့နော်ထေးလို့ဆိုလို့ရှိတဲ့နှထင်ကျော်ထိုးတဲ့သူတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီယူနစ်လက်ပတ်ချောက်လေးကိုအမြဲပုံမှန်တောက်ပေးနေကြတာပေါ့နော်တကယ်ကိုမှရေယုံကြည်ကြည်နဲ့တောက်ကြည့်ပါတဘာဝရေနွေးချမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ချီရှည်စောတောက်သွားလဲစိုးကျိုးမရှိပါဘူးရှင်ဒီကတော့လက်ဖက်ချောက်လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ထိစီမှာဆက်သွယ်မှာယူလို့ရပါတယ်အိမ်ရောက်ငွေချေပို့ပေးပါတယ်ရှင်တလားစာပဲအရင်စားတောက်ကြည့်ပါတကယ်ကမှအကျိုးအနေနဲ့ထိရောက်တဲ့အတွက်ကြောင့်မို့လို့ဒီကဖြန့်ဝေပေးခြင်းဖြစ်ပါတယ်ရှင်